game မှာတာမယ် solution တော့ပုံပေါင်းနေဘူးမှမှဖြစ်နေဆိုတဲ့ချက်တစ်ခုအော်ဒီစကန်လာလည်းကြာပြီးရတဲ့နောက်မှာ SMG တက်တောင်းနေပြောင်းတော့ချင်းချင်းဒီမှာလည်းကာတီစီနဲ့တာတယ် easy လေးပဲ trial ရတယ်ဆိုတဲ့ data မျိုးတွေဖြစ်သွားတယ်ဗျာကာတီစီကတော့ Hana Strike နဲ့ first item priority ပြီးတော့လို့ဆိုတဲ့ Canada ကို Ocam offensive လွဲသွားတယ် Madi Swing ဂျာမှာ2 man လေးပဲတော်တော်ချက်ရှိနေတဲ့ back line ပြန်ပေးမှာကာတီစီရခဲ့တဲ့ ground check ပြီးခဲ့တဲ့ Canada ကကာတီစီ over ပြန်ချရတယ်ပဲ2 man down 1 for 2လေးပဲတက်ရှိနေခဲ့တဲ့ Canada က Bigo Flicker ပေးခဲ့တဲ့နောက်မှာ Pew ကောင်ထပ်ပြီးတော့အဆုံးတယ်ပဲ3 man down 1 Figures BH နောက်မှာ Land of Flare ထပ်ပေးထားတဲ့ Canada ပေါ်တော့ Flap BG လွတ်မြောက်သွားခဲ့တယ်ဆိုတော့အော်နောက်မှာ SMG လာပြီးတော့အဆုံးတယ်တဲ့ 4 man down တော့ shot လိုက်ပေးနေခဲ့တဲ့ So great တို့တေးအော်မှာ Cloud နဲ့မာကိုပြပြခဲ့ရင် Double K နဲ့ Wide Open နဲ့ Leave အောင်လို့ TLPH ဆက်လက်ပြီးတော့တိတ်ပိတ်ထားလိုက်ပါပြီပြန်ပြီးတော့ဒီတဲ့ကိုတော့ပြောပြ။ online မှာလည်းဒီတက်ပြီးပြီးသားသေးတယ်နောက်မှလည်းကျရှင်နောက်လျှောက်ပဲ play နဲ့သုံးသားသေးရဲ့နောက်ပါမရတော့ကြာ။ဒါတီးစီတက် down နေနေပဲ support ပဲဘာမှလုပ်ပြီးတော့မရအောင်ဆိုတော့ online first hour တလုံးတော့ TLPH နဲ့ဒီတော့ပဲကျွန်တော်ရောက်ယူသွားဖို့တော့လာတာရှိတယ်ဗျာ။ဟိုပါဂျီဟိုးကြွယ်ပြီးမိထားတယ်နောက်တော့ super marco only ပဲဗျာ2%1မှာတော့လုံးဝဘာလို့တော့ဆော့ဆိုလို့လဲ Focus BH လက်ချီနေခဲ့တဲ့ Canada ကိုတော့ကျွန်တော်တို့မြေပြီးထားတဲ့အတိုင်းပဲဒီတာတွေတော့ကက်ဖို့ကမဖြစ်နိုင်တော့ဘူးဗျာတော့တော့ဖြစ်နေတော့ဒီတည်းနဲ့ထပ်ပြီးတော့ပဲမရှင်လေးစတားသေးတယ်တော့တော်တော်လေးကြောက်ပါပြီးလိုက်ဆိုတော့လမ်းတော့ပြီးတော့ရှိသွားပြီအဲခြုံထဲမှာရှိနေတော့တည်ရဲဖြူကြောက်လို့များတယ်ဗျာနောက်မှလည်း AOG နောက်လျှောက်ဆိုဘက်ကတည်းထပ်ပြီးလိုက်လာသေးတဲ့တော့မှာ ground ကောင်မှာထပ်ပြီးတောင်းသွားပြီဗျာ Flatty ဒီ offer တွေကြားမှာပါသွားပြီနောက်မှလည်းသုံးလို့ပြီးဖိုင်နာလေးမှာပြီးတော့ cloud ပြီးတော့ damage တွေတောက်လျှောက်ဆို play တွေကြားမှာ Flatty ဒီကြနေနေပဲ JP WKT ကိုပါသိမ့်ပိုက်သွားတယ်ဗျာ Flatty ဒီမြစ်ကိုပါပြန်ရှင်းသားနေနေပဲ UK တော့ပြန်ချရတဲ့ခိုက်တာမှာ KT ဒီနေနဲ့စမ်းကြီးတောက်လျှောက်ဆိုသူပေါင်းလာလို့ဆိုရင်တော်လေးများတော့လို့ရှိနေတယ်နော်ဖလင်းဒီတော့တောက်လို့ကျူးသွားနေတဲ့ခိုင်တဲ့ double check မှာ2 point တော့ back line ကိုလည်း off နဲ့ပြန်ပေးနေတယ်ဒါမျိုး offer တွေမှာ2 man 3 year time နဲ့ so we rotate ကြားထဲမှာ2 man တက်ပြီးတော့ down ဂျန်နေက flat ကောင်တက်ပြီးတော့ line မှာနေခဲ့တာမှာ 74 killing spree တက်ဆုံးတယ်နေပဲ3 man down ပါ TLPH ဆက်လက်ပြီးတော့သိမ့်ပိုက်ထားနေပါသေးတယ်တောက်ခံထားနိုင်ပြီဆိုရင်တော့ဒီပွဲအထန်လေးပွားနေပြန်ရှာဖို့အတွက်အဆင်ပြေနိုင်ပါဦးမယ်။ငါရှိရပြီးသွားပြီ။မင်းမလည်း fireman တစ်ဖက်ကလည်း block on နဲ့ပြန်ပေးမာဒီဆွေးနေတဲ့ backline control တက်တဲ့ charge မှာ one man လေးပဲတစ်ဖက်ကလည်း block က forward နဲ့ off right မှာပါလို့ flat easy ပြန်ချခဲ့တဲ့ character တစ်ခုမှာတော့ 4v5 ပြန်ဖြစ်နေခဲ့တဲ့အခြေအနေပြ။ငါရှိရတော့ shot ထပ်ပေးရတဲ့ character please မရှိဘူးဆိုတဲ့ gun မှာသူတို့လည်းပြန်ပြီးတော့ခံလိုက်ရမှအနေထားမျိုးလေးလည်းဖြစ်နိုင်တယ်ဗျာဆိုတော့ Stallion Bay နဲ့ပြန်ပြီးတော့ပေးရတယ်နောက်လည်း Barricade တစ်ဖက်ကလည်း Memorial Kaidisi Marco Offense မှာ2 man နဲ့ AOG ကောင်းလိုက်တဲ့ combo fight တွေဗျာ No Brainer draft တွေအောက်မှာတခါတည်းပဲ Double King နဲ့ Kaidisi တန်းချခဲ့တဲ့ character တစ်ခုမှာ2 lane mega တော့ Focus B8 တောက်ရှော့ပဲထပ်ပေးနေရတဲ့အခြေအနေမျိုးနောက်လည်းတောက်ရှော့ပါလာခဲ့ low bandage တော့မှာ Chris Throw ရိုက်ခွဲနေနေပဲ Best of 5 series ရဲ့ game 1ကိုတော့ DLPH စတင်ပြီးတော့ဦးဆောင်လိုက်ပြီလည်းဖြစ်ပါတယ်